ကဲလူကြီးမင်းတို့အလားပြင်ဆိုင်ဝင်ငွေတွေတိုးတက်လာစေဖို့အတွက်အလားပြင်ဆိုင်နဲ့အတူရွေးချယ်ပြီးတော့ရောင်းသင့်တဲ့ product 5 မျိုးကိုပြောပြပေးသွားမှာဖြစ်ပါတယ်နံပါတ်1အနေနဲ့ကတော့ပေါင်းစည်းဖြစ်ပါတယ် customer တွေဒီပေါင်းစည်းအဝယ်အများဆုံးမှာမိမိတို့ရဲ့စံသားနဲ့ဘလို့ပေါင်းစည်းမျိုးကရွေးချယ်ဝယ်ယူသင့်လဲတင့်တော်တယ်လဲဆိုတာကိုအလားပြင်ဆိုင်မှာမေးမြန်းပြီးတော့ဝယ်ယူလေးရှိပါတယ်နံပါတ်2အနေနဲ့ကတော့ခေါင်းလျှော်ရည်ဖြစ်ပါတယ် customer တွေရဲ့သပင်ကျွတ်တာတွေဘောက်ပြောက်တာတွေအစီပြန်တာတွေပြဿနာတွေကိုဖြေရှင်းပေးနိုင်မယ်ပေါင်းခေါင်းလျှော်ရည်မျိုးကိုဆိုင်မှာရွေးချယ်တင်ထားတင်ပါတယ်နံပါတ်3အနေနဲ့ကတော့ hair coat ဖြစ်ပါတယ်တမင်ကလေးအများစုကလေသပင်ဖြောက်ပြီးသွားတာတို့ရီဘောင်းနဲ့လုပ်ပြီးသွားတာတို့ဆိုလို့ရှိရင်ဆိုင်မှာဒီ hair coat ကလေးတွေကဒရဲတဲ့ဝယ်ယူတက်လေးရှိပါတယ်နံပါတ်4ချက်အနေနဲ့ကတော့ယောက်ျားလေးတွေအတွက်ပေါ့နော် hair gel hair wash တွေဖြစ်ပါတယ်ယောက်ျားလေးတွေဒီအခြားပေါ့နော်ဆိုင်တွေမှာရွေးချယ်ဝယ်ယူရခြင်းထက်သပင်လာညှက်ရင်းနဲ့ဒီဆိုင်မှာပဲတစ်ခါတည်းပေါ့နော်ဒီဂျယ်တို့ wash တို့ကိုဝယ်သွားတာများပါတယ်နံပါတ်5အနေနဲ့ကတော့ hair spray ဖြစ်ပါတယ်ဒီအမျိုးသားတွေဒီhair gel ဝယ်နဲ့တစ်ခါတည်းပေါ့နော်သပင်ပုံသွင်းဖို့ hair spray ကိုပါရွေးချယ်ဝယ်ယူတက်လေးရှိပါတယ်ဒါကြောင့်မို့ဒီပစ္စည်း5မျိုးကိုသာလူကြီးမင်းရဲ့ဆိုင်မှာတင်ထားမယ်ဆိုလို့ရှိရင်เนาะဝင်ငွေတွေတိုးပွားလာစေနိုင်မှာပဲဖြစ်ပါတယ်အားလုံးပဲအဆင်ပြေကြပါစေမင်္ဂလာရှိသောနေ့ရက်တိုင်းကိုပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးရပါတယ်ရှင်